သွားတိုက်စေရအထွေထူးကြော်ညာစရာမလိုဤတုံလေသွားတိုက်စေရအထွေထူးကြော်ညာစရာမလိုဤတုံပြောတယ်မကြော်ညာနဲ့ဒီလိုသွားတိုက်စေရလေ customer လက်ထဲသုံးနေကြ lucky တိုက်ရဲ့အမာခံ customer တွေရှိတယ်ဒီလိုသုံးနေကြ customer ရဲ့လက်ထဲဟိုတာပို့လိုက်ဤလိုပြောပြမယ်ဒါပို့မဲ့ပစ္စည်းတွေဒီမှာဤတုံဒါတဘူးကအမြဲတမ်းဒါသားလေးတွေကသွားဒါဘယ်လိုလဲဆိုတော့ဒီမှာကြည့်ဒါဤတုံလို့3လက်စ150 gram ပါတယ်3လက်စနော်150 gram ပါတယ်သူ့ရဲ့အယောင်လေးကဒီမှာအစိမ်းရောင်လေးပေါ့နော်တိုက်လိုက်တဲ့အခါမှာကတွင်းတစ်ခုလုံးကရှိတဲ့အညစ်အကြေးတွေအကျွဲကြည့်တယ်အကုန်လုံးကိုကင်းစင်ပြီးတော့လုံးဝ flash ဒါဤတုံမှားနေတဲ့ဘူးတရားမှာတဲ့ customer ဆိုသူကိုယ်တိုင်သုံးပြီးတော့သူဘာပြောလဲဆိုတော့လေ तू ကကွန်းစားတယ် main ကလေးနော်ကျမကွန်းစားတယ်အရန်ကိုကြိုက်နေတက်လို့ဒါပေမဲ့ကွန်းစားပြီးတာနဲ့ तू ကဒီသွားတိုက်စေကိုတိုက်တာလုံးဝကွန်းစားမှန်းတော့မသိတာအဲ့ तू ပြောလို့သိတာဟဲ့အမကွန်းစားတာဟုတ်တယ်ကျမအဲ့ဒါကျမအိမ်လာတဲ့လူတွေဆိုညှို့နေနင်တို့သုံးကြပါအဓိကပြောချင်တာကွာဒီလိုသွားတိုက်စေတစ်ခုကိုမိမိရတာစုပ်ကိုင်းတာဒီလိုတို့ကြော်ညာစရာမလိုသုံးတဲ့လူတစ်ယောက်တည်းကိုတပူးပို့လိုက်10ယောက်15ယောက်ထိရောက်တယ်ဤတို့စီမှာ10ဘူးပဲပို့အောင်10ယောက်ကိုအယောက်100ထိရောက်တယ်သူ့ဘာသူကောင်းကွက်ကိုလေသုံးဆွဲတဲ့ customer လုံးဝကြော်ညာသွားတာနော်အဲ့ဒါကြောင့်ဒီသွားတိုက်စေးနဲ့ပတ်သက်ပြီးတော့အပိုလည်းမပြောဘူးအလိုလည်းမပြောဘူးသူ့ဘာသူအမာကန် customer ရှိတယ်သုံးတဲ့လူတွေဤတို့ရဲ့ကုန်တယ်ကြီးတွေဆိုလေဝါစားသလားတော့ထင်လို့ရတယ်ဘာကြောင့်လဲဈေးကွက်မှာ customer လုံးဝသုံးကောင်းလို့ customer လက်ခံတယ်လေသူတို့ဘာသာသူတို့သုံးပြီးတော့ဟိုကောက်ကွက်တချို့သွားကြိုက်နေတဲ့လူတွေရှိတယ်သူတို့ကြော်